hello ဒီနေ့လည်းစားလို့ရအောင်တရလေးဆက်ပြီးတော့မှတ်မယ်အဲ့တော့ဒီနေ့သွားရမယ်ပထမဆုံးတစ်ခုကတော့ဆလဖြစ်ပါတယ်သူကကြတော့အရှိမတော့ငါပြောခဲ့တဲ့ဆလအေမှာဒီအောအောင်လေးပါလာပြီဆိုလို့ရှိရင်သူကဆလလို့ဖတ်တယ်ပေါ့နော်လေချင်တက်တဲ့ပုံစံလိုမျိုးပါပဲအဲ့လိုမျိုးပါဆိုတော့သူ့ရဲ့တန်ရှည်တရကတော့ဆလထိုင်းတို့ရှမ်းတို့ဆိုလို့ရှိရင်တခုခုစိတ်မရှိတဲ့အခါမျိုးမှာဆိုလို့ရှိရင်အဲ့လိုမျိုးပုံစံပြောတတ်တယ်ပေါ့နော်အဲ့ဒီအတန်လေးပါနောက်တစ်ခုကျတော့ဆလအီယသူ့မှာပါတဲ့အပိုင်းလေးတွေကိုကြည့်လိုက်မယ်ဆိုရင်သူကဆလအေပါတယ်ပြီးရင်ဆလအီပါတယ်ယောရက်ပါတယ်ဆလအပါတယ်ပေါ့နော်အဲ့မှာဆိုရင်တို့ကဒီဆလအေကိုခဏပလစ်ထားမယ်ပလစ်ထားပြီးတော့ဆလအီဆိုတော့အီအတန်ထွက်မယ်ဒီမှာယောရက်ပါတော့ယအတန်ထွက်မယ်ပေါ့နော်အတန်တူကလည်းပါသေးတယ်ဆိုတော့အီယသူရဲ့အတန်ရှည်ဆိုရင်ဆလအီယာအဲ့မှာဆိုရင်ဒီအရှိရဆလအေလေးကိုကသူကရှိတော့ရှိတယ်ဒါပေမဲ့သူ့မမြင်ချင်းရောင်ဆောင်ပြီးတော့မဖတ်ဘူးပေါ့နော်ရေးတဲ့ချိန်တော့ထည့်ရေးမယ်ပေါ့နော်အခုသွားမှာကကြတော့ဆလဒီဟာဆိုလို့ရှိရင်လေသူကဒီမြန်မာစကားနဲ့ဆိုလို့ရှိရင်အဲ့ဒီအတန်ထွက်တဲ့ဟာကမရှိဘူးပေါ့နော်အဲ့တော့သူကဘာအတန်နဲ့တွားနေဆက်လဲဆိုရင်လည်းမဟုတ်ဘူးပေါ့နော်အတန်ကိုမရောက်ဘဲနဲ့တွားစီပြီးတော့ကြိတ်ပြီးတော့မှပြောတာပေါ့နော်ဆလအဲ့ဆလဆိုရင်သူကအလုံးလေးနဲ့အဲ့အလုံးလေးကိုမှအချောင်းလေးနှစ်ခုပြောင်းလိုက်တယ်ဆိုလို့ရှိရင်ဆလရေးတဲ့ချိန်ဆိုရင်ဒီဘေးမှာအော်အောင်လေးထည့်ရေးလေးရှိပါတယ်နောက်တစ်ခုကဆလသူလဲခုနလိုပဲဆလအေးပါတယ်ဆလပါတယ်နောက်ခါအော်အောင်ပါတယ်ပြီးရင်တန်တိုတရလေးဆလအာလေးပါတယ်ပေါ့နော်ဒီမှာလဲခုအရှိရဆလအေးကိုပလစ်ထားမယ်အဲ့တော့အပေါ်ကဆလဆိုတော့ဟုတ်ပြီအောက်ကအော်အောင်ဆိုတော့အတန်ထွက်မယ်အဲ့တော့နဲ့နဲ့ပေါင်းလိုက်တော့ပြီးရင်အတန်တိုလဲပါတော့ဆလသူရဲ့တန်ရှည်ကဆလ